အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချင်းမိုင်မှာကျင်းပနေစေဖြစ်တဲ့စုံဂရန်ပွဲတော်ကိုရိုက်ကူးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ထိုင်းစုံဂရန်ဆိုရင်တော့မနက်မိုးလင်းကနေစပြီးတော့ညမိုးချုပ်တဲ့အထိရေကစားကြတာပဲဖြစ်ပါတယ်နိုင်ငံခြားခရီးသွားတွေပါအများများလာရောက်ဆင်နွှဲကြတာမို့လို့ထိုင်းနိုင်ငံအတွက်နိုင်ငံခြားဝင်ငွေအတော်များရှာဖွေနိုင်တဲ့ပွဲတော်တွေကတစ်ခုပဲဖြစ်ပါတယ်ချင်းမိုင်ကျုံပတ်လေရဆိုရင်နှစ်တိုင်းကိုအမြဲစီကားရဲ့နေရာပဲဖြစ်ပါတယ်สวัสดีครับสวัสดีครับสวัสดีครับสบายดีไหมสบายดีไหมสบายดี多金多财又爱又跟随ခုကတော့ဝက်ဖရာစင်ဖုန်ကြီးကျောင်းကတကိုးကြီးဖျားများကိုမြို့ရဲတို့ပင့်ဆောင်ကထိုင်းရိုးရာဖျားလဲ့လေရေးတပ်ပဲပွဲကျင်းပနေရပဲဖြစ်ပါတယ်ထိုင်းဆောင်ဂရန်ဆိုရင်မြန်မာချန်လူမျိုးစလူရီတာကျွေးမွေးအခမ်းအနားမျိုးတွေတော့မရှိပါဘူး။ဘိုက်စားလို့ရှိရင်တော့ကိုပါကိုဒီတုံးပတ်လင်မှာရှိတဲ့ဆိုင်လေးတွေမှာဝင်ပြီးဝယ်စားလို့ရပါတယ်။ဒါပေမဲ့မြန်မာတွေရဲ့ရဝန်းလေးတစ်ခုဖြစ်တဲ့မိုးရီရောချင်းမိုင်မှာတော့စလူရီတာမျိုးရှိပါတယ်။အဲအကြောင်းကိုဒီမှာလာစားပါမယ်။ပြီးတော့ဒီမှာပေါ့နော်မြမရိုးရတနက်ခါစစ်စစ်ကိုတွေးပြီးလင်းချင်တဲ့သူတွေအတွက်ကတနက်ခါနဲ့ကြောက်ပြီးနဲ့ထားပေးပါတယ်ဒီနေ့အတွက်စတူဒီယာကတော့အေးတိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်တော့ပေါင်မုံအုံးလို့ဆန်ကြည့်ပါတယ်စနိုးတို့ကတော့ပေါင်မုံအုံးလို့ဆန်အောင်မမီတော့မစားခဲ့ရပါဘူးဒါအပြင်ဒီမှာကိုရိုင်ဝင်လုံးရေပေါ်မုံလုံးဆိုတဲ့အစီအစဉ်လေးလည်းရှိပါတယ်အဲ့ဒါကတော့ကိုစားချင်လို့ရှိရင်ကိုယ့်အကိုဝင်လုံးပြီးတော့ကိုယ့်အကိုမုံလုံးရေပေါ်လှုပ်စားရတာပေါ့နော်ကိုရိုင်ဝင်လုံးပြီးတော့ကိုယ့်အနေကိုလှုပ်စားရဆိုပို့ပြီးတော့ပျော်စရာလည်းကောင်းပါတယ်ဒါပေမဲ့စနိုးကတော့သူများလာကြွေးရပဲစားလိုက်ပါတယ်နောက်ထပ်နေရာလေးတစ်ခုကတော့နိုင်ငံခြားသားတွေတိတ်မတိသေးတဲ့ထိုင်းလိုကယ်တွေပဲအများဆုံးရှိပြီးတော့အရန်စီကားရဲ့နေရာလေးပါ
百的多情多彩，又爱又跟随。ချင်းမိုင်ဆောင်ဂရမှာဆိုရင်တော့ရေလဲဝယ်ပတ်စရာမလိုပါဘူး။ကျုံပတ်ပတ်လည်းနေရာတိုင်းမှာရေတိုင်ကြီးတွေချထားပြီးတော့ကိုကြိုက်တဲ့လောက်ရှူပတ်လို့ရပါတယ်။ပြီးတော့ချင်းမိုင်ဆောင်ဂရရောက်လို့ရှိရင်ရေမစိုးမှလည်းမစိုးရိမ်ပါနဲ့နော်။ပုံးနေနဲ့ရေပိုက်တွေနဲ့ရေပုံးတွေနဲ့ကိုပတ်ကြတာပါ။ ထားလူမျိုးများစုကတော့မနက်ပိုင်းနဲ့နေ့ခင်းပိုင်းတစ်နေ့ကုန်လဲလို့ရေပတ်လို့ပြီးပြီဆိုလို့ရှိရင်တော့အခုလိုမျိုး stage show ပွဲတွေ DJ ပွဲတွေမှာလာပြီးတော့ကကြပါတယ်ကိတ်မှာလဲပြီးရဲ့အခါမှာတော့နောက်ထပ်သွားမယ်နေရာနှစ်ခုကြာမှသေးတယ်ဒါကတော့ theme park နဲ့ Mega shopping mall ပဲဖြစ်ပါတယ်အခုအရင်ဆုံး theme park မှာ DJ တွေအရန်ကောင်းဒီမှာအရင်လဲပါမယ်萨瓦迪卡，萨瓦迪卡，萨瓦迪卡，卡卡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 。Yo, say hi. That's crazy. Hold on. เหนื่อยไหมอะไรนะ ဒီလိုမျိုးစုံဂရန်တို့တချန်တို့ကာလာတွေမှာထူးခြားတာတစ်ခုကတော့တနေကုန်ဘလို့ပဲရေဆိုကြီးနဲ့နေပေါ့နော်လုံးဝမဖျားသွားပါဘူးဒီနေ့ဆိုလို့ရှိရင်မနက်အစောပိုင်းနေရထွက်လာအခုဆိုလို့ရှိရင်ည7:00နာရီအောင်ကြော်နေပါပြီဒါပေမဲ့လူကတော့လုံးဝမကွဲသေးဘူးပေါ့နော်လူတွေကတော့အရန်စီသေးပါပဲအဲ့လိုနဲ့မနက်7:00ကနေပြီးတော့ည1:00နာရီကျော်ထိကဲပြီးရဲ့အခါမှာတော့ဗရန်ဆလာလာနဲ့လမ်းမှာရှိရမဟုတ်ဝယ်ပြီးအိမ်ပြန်มาတော့မယ်ရှင် vlog လေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog တင်မှာတွေ့ကြပါမယ်